တင်ဟာတင်းရဲ့လက်ရှိဘဝကိုစိတ်ပြက်နေပါသလားတခြားသူတွေရဲ့ဘဝကိုကြည့်ပြီးအားကျနေမိသလားဒါဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဒီဇလန်လေးကတင်းရဲ့အတွေးအမြင်လေးကိုပြောင်းလဲသွားစေပါလိမ့်မယ်တခါတုန်းကကြီးကန်းတကောင်ဟာသူ့ရဲ့ဘဝကိုအယမ်းစိတ်ပြက်ပြီးတစ်ပင်တစ်ပင်ပေါ်မှာထိုင်ကုန်နေပါတယ်အဲ့ဒီတစ်ပင်အောက်မှာတော့ယတိကြီးတစ်ပါးကတရားကျင့်ကြံနေတာပါကြီးကန်းကိုနေတာကိုသိတော့ယတိကြီးကမီးလိုက်တယ်အိုးကြီးကန်းလေမင်းပါလို့ဒီလောက်တောင်ဝမ်းနဲ့ပဲလက်ငူနေရတာလေကြီးကန်းကလည်းအရှင်ဖေဟာကျွန်တော်ဘဝကအယမ်းနှိမ်ချခံရပါတယ်ဘယ်သူမှကျွန်တော်ကိုမချစ်ကြဘူးကျွန်တော်အတန်ကိုကြားတာနဲ့အားလုံးကမောင်းထုတ်ကြတယ်လူတွေကကျွန်တော်ကိုမြင်တာနဲ့ယွန်းရှားကြတယ်ဒီလိုဘဝမျိုးနဲ့ရှင်တန်နေရတာတဲ့တေးရတာကမှပိုးကောင်းပါဦးမယ်ဖေဟာကြီးကန်းရဲ့ရင်ဖွင့်တန်ကိုကြားရတော့ယတိကြီးကလည်းသူ့ကိုတနာသွားတယ်ပြီးတော့ယတိကြီးပြောလိုက်ပါတယ်အဲ့လိုဆိုရင်မငိုပါနဲ့တော့မင်းပါဖိချင်တယ်လို့ငါ့ကိုပြောငါရဲ့ဂါထာမန်တန်လေးနဲ့မင်းကိုပြောင်းလဲပေးမယ်အဲ့ဒီလိုကြားရတော့ကြီးကန်းကဝမ်းသာအားရမြင်ပြောလိုက်တယ်တကယ်လားအရှင်ဖေဟာဒါဆိုရင်ကျွန်တော်ကိုဟင်သာငဲ့တကောင်ဖြစ်အောင်လုပ်ပေးပါဖေဟာသူတို့ကဖြူစင်လွန်းလို့အားလုံးကချစ်ကြတာမဟုတ်လားယတိကြီးပြန်ပြောလိုက်တယ်ကောင်းပြီဒါပေမဲ့မင်းပြောင်းလဲခင်ဟင်သာငဲ့စီကိုတွားပြီးသူတကယ်ပြိုရက်လားဆိုလားအရင်တွားမေးကြည့်ဦးကြီးကန်းကလည်းပျော်ပျော်ရွှင်ရွှင်နဲ့ဟင်သားငါစီကိုပြန်သွားလိုက်တယ်ပြီးတော့မေးလိုက်တယ်ဟင်သားမြင်မင်းကတကယ်ကိုဖြူစင်းတာပဲမင်းကိုကြည့်ရတာအရန်အီးချမ်းပြီးတိတ်ခါရှိတယ်မင်းဟာကဘာပေါ်မှာအပျော်ရွှင်ဆုံးငတ်ဖြစ်မှာပဲနော်ဟင်သားငါကတကယ်တော့မဟုတ်ဘူးတငယ်ချင်းอ่ะငါမှဘာအယောင်မှမရှိပဲဒီအတိုင်းအဖြူတက်တက်ပဲဖြစ်နေတာကငါအတွက်တော့တာမန်ပါပဲငါအမြင်တော့ကြက်တရွေးကမှပိုပြီးပျော်စရာကောင်းမယ်ထင်တယ်သူကအယောင်အသွေးစုံစုံလင်းလင်းနဲ့ပိုပြီးတော့ထူးခြားတယ်လीကြီးကန်းကလည်းကြက်တရွေးစီပြန်သွားလိုက်ပါတယ်ပြီးတော့မေးလေကြက်တရွေးလီမင်းကိုဘော်ကအယောင်တွေကတကယ်ကိုလှတာပဲမင်းကိုလူတိုင်းကဝိုင်းကြည့်ပြီးသဘောကျနေကြတာမင်းကတော့ကဘာပေါ်မှာအပျော်ဆုံးထင်မှာတေးကြပါတယ်ကြက်တရွေးကပြန်ဖြေလိုက်တယ်မင်းမြင်တာကအပြင်းပတ်မဲ့ထုံငယ်ချင်းဟာငါမှလှပတဲ့အယောင်တွေရှိနေလို့ပဲလူတွေကငါ့ကိုအမြဲတမ်းဖမ်းဆီးဖို့ကြိုးစားနေကြတာငါဘဝကအမြဲတမ်းစိုးရိမ်နေရတယ်ငါထက်အစဝေါင်းများစွာလှတဲ့ဦးတော်ကမှတကယ့်ကိုစိတ်ချမ်းသာစရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်ထားတာပါသူ့ရဲ့အလှတရားကပြိုင်ဘက်မရှိဘူးလေသူကပဲကဘာမှာအပျော်ဆုံးငါထင်ပါပါအဲ့ဒါကိုကြားတော့ကြီးကန်းလေဦးတော်စီပြန်သွားလိုက်ပါတယ်ပြီးတော့မေးတယ်ဦးတော်မင်းရဲ့အလှတရားကတော့တကယ့်ကိုဂုဏ်ယူစရာပဲမင်းကိုကြည့်ဖို့လူတွေအများကြီးလာကြတာကိုကြည့်ပါအောင်မင်းကအားလုံးထဲမှာအပျော်ဆုံးသူပဲမဟုတ်လားဦးတော်ကတပင်းချပြီးပြန်ဖြေလိုက်တယ်မင်းမာနေပြီကြီးကန်းငါမှလှပတဲ့အမွေတောင်ရှိနေလို့ပဲလူတွေကငါ့ကိုဒီတန်တိုင်တွေကြားထဲမှာတသက်လုံးပိတ်လောင်ထားတာငါကိုဘော်ကနေအမွေတပင်အနုခံရတိုင်းဘလောက်နာကျင်ရတယ်လဲဆိုတာမင်းသိလားငါဒီဇူးထဲမှာနေရင်တခုပဲတေချာလေ့လာနေခဲ့တာအဲ့ဒါကမင်းပဲကြီးကန်းမင်းဟာဒီထရီဆန်ယုံထဲမှာလောင်အင်တဲ့ထဲမခံရတဲ့တူးတဲ့တော့ငှက်ပဲမင်းရှိတဲ့လွတ်လပ်မှုဆိုတာကဘာပေါ်မှာဘယ်အလှတရားနဲ့မှလဲလို့မရတဲ့အဖို့တန်ဆုံးအရာပဲကြီးကန်းကငါအပျော်ဆုံးထိမယ်လို့ငါတခါမှမတွေ့ဘူးဦးတောင်ကဟုတ်တယ်တငယ်ချင်းဟာငါသာမင်းလိုကြီးကန်းတကောင်ထိခဲ့မယ်ဆိုရင်အခုချိန်မှလွတ်လွတ်လပ်လပ်နဲ့ကောင်းငင်ကြီးထဲမှာပြန်တန်းနေရမှာပါကြီးကန်းကတော့ရသေးကြီးစီပြန်လာပြီးအရှင်ဖေဟာကျွန်တော်ဘာမှမဖြစ်ချင်တော့ဘူးကြီးကန်းဖြစ်ရတာကိုပဲကျင်းတတ်ပါပြီလို့ပြောခဲ့ပါတယ်ကျွန်တော်တို့လူသားတွေကလည်းဒီလိုပါပဲတခြားသူတွေရဲ့ဘဝကိုအပြင်ပန်းကြည့်ပြီးအားကြနေတတ်ကြပါတယ်တကယ်တော့လူတိုင်းမှာကိုယ်စီဒုက္ခနဲ့ကိုယ်စီအခက်အခဲတွေရှိကြပါတယ်တခြားသူနဲ့နှိုင်းယှဉ်နေတဲ့၍တင်ဟာကဘာပေါ်မှာအစိမ်မချမ်းသာဆုံးသူဖြစ်နေလိမ့်မယ်မိမိမှာရှိတာလေးနဲ့ကျေနပ်တတ်သူဟာမှကဘာပေါ်မှာအပျော်ရွှင်ဆုံးသူဖြစ်ပါတယ်ဒီပုံပြင်လေးကတင်းတဲ့အတွက်တစ်ခုခုကိုတင်ပေးနိုင်ခဲ့ရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့ဦးနောက်ထပ်စိတ်ခွန်အားပြည့်စေမယ့်ပုံပြင်လေးတွေနားဆင်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးပါအောင်အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ